အာရှရဲ့ဟာဗတ်တက္ကသိုလ်ဖြစ်ခဲ့မှုတဲ့လွန်ခဲ့တဲ့နှစ်ပေါင်း900ကျော်ကပကံပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်တူတိုင် channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း900ကျော်အရှိတောင်အာရှတိုက်ရဲ့မြေပုံပေါ်မှာပကံအင်ပါယာကြီးဟာစစ်အင်အားနဲ့တင်တောက်ပနေခဲ့တာမဟုတ်ပါဘူးအေယောင်ရီမြေကမ်းဘေးကဇေဒီပထိုးပေါင်း16000ရဲ့ကြားမှာအုတ်ခဲရီထိတွေ့တန်ထက်ပုံမကျေလောင်တဲ့အတန်တစ်ခုရှိခဲ့ပါတယ်အဲ့ဒါကတော့ပရပိုက်ပေါ်မှာကညင်းတဲ့ရေးချစ်တန်ပေစာတွေကိုဖတ်ကြားတဲ့နဲ့အသိပညာဘဝတုဒတွေကိုဖလှယ်နေကြတဲ့အတန်တွေပဲဖြစ်ပါတယ်။ပကံဆိုတာစစ်တီတော်ရဲ့မြို့တော်တင်မကပဲစာပေနဲ့အသိပညာတွေစီစဉ်ရာအရှိတိုင်းရဲ့အသိပညာဗဟုချက်ကြီးဖြစ်ခဲ့ပါတယ်။ပကံခေဦးကာလမှာပြည်သူတွေဟာကိုယ်ွယ်ယုံကြည်မှုဝေဝါးနေခဲ့ကြပါတယ်။ဒါကိုအနော်ရထာမင်းစောကအရှင်ဆုံးဖြည့်ရှင်းဖို့ဆုံးဖြတ်ခဲ့ပါတယ်။တထုံပြည်ကနေပိဋကတ်သုံးပုံကိုစင်အစီ30နဲ့ပြင်ဆောင်လာခဲ့တာဟာတာမန်လှုပ်ဆောင်ချက်တစ်ခုမဟုတ်ခဲ့ပါဘူး။ဒါဟာအမှောင်ကျနေတဲ့မြေပြင်ပေါ်ကိုအသိပညာအလင်းတိုင်တွေကိုအလုံးရင်းနဲ့တည်ဆောင်လာတာဖြစ်ပါတယ်။မင်းကြီးဟာပြင်ဆောင်လာတဲ့ပိဋကတ်တော်တွေကိုစနစ်တကျထိန်းသိမ်းဖို့ပိဋကတ်တိုက်ကိုတည်ဆောက်ခဲ့ပါတယ်။ဒါဟာမြန်မာသမိုင်းမှာပထမဆုံးသောအမျိုးသားစာကြည့်တိုက်ကြီးပေါ်ပေါက်လာခဲ့တာလို့တောင်ဆိုနိုင်ပါတယ်။အဲ့ဒီချိန်ကစလို့ပကံဟာစာဖတ်တတ်တဲ့စာပေတန်ဖိုးထားတဲ့လူအဖွဲ့အစည်းတစ်ခုအဖြစ်အရှိန်အဟုန်နဲ့ပြောင်းလဲသွားခဲ့ပါတော့တယ်။ပကံခေရဲ့အင်ဝေါ်စရာအကောင်ဆုံးလှည့်ဝက်ချက်ကတော့ပညာရေးစနစ်ပါပဲ။အဲ့ဒီခေတ်ကဥရောပမှာစာတက်မြောက်သူဟာဖုန်ကြီးနဲ့မူးမတ်အနေငယ်ပဲရှိချိန်ပကံမြေပေါ်မှာတော့တာမန်လေသမားသားသမီးတွေပါစာတက်နေကြပါပြီ။ရွာတိုင်းရက်ွက်တိုင်းမှာရှိတဲ့ဖုံးတော်ကြီးကျောင်းတွေဟာအခမဲ့ပညာသင်ကြားပေးတဲ့စာသင်ကျောင်းတွေဖြစ်ခဲ့ပါတယ်။ယောက်ျားလေးတိုင်းဟာကျောင်းသားဘဝနဲ့စာပေကဏ္ဍတင်ကျောင်းပေတင်နဲ့နီတိပညာရပ်တွေကိုသင်ကြားခွင့်ရခဲ့ကြပါတယ်။ပကံခေတ်ကျောက်စာတွေကိုလေ့လာကြည့်ရင်ကျမတို့အံ့ဩရပါတယ်။ကျွန်းနေစင်ရဲသားတွေကအစကျောက်စာမှာသူတို့ရဲ့လှူဒန်းမှုကိုမှတ်တမ်းတင်နိုင်ကြပါတယ်။ဒါဟာအောက်ခြေလူဒန်းစားအထိစာပေဘဝတုဒပြန့်နှံ့နေတာကိုပြသနေတဲ့ခိုင်မာတဲ့သက်သေပါပဲ။ပကံဟာစာပေကိုနန်းတော်ထဲမှာပဲထိန်းသိမ်းထားတာမဟုတ်ပဲပြည်သူတွေကြားတဲ့အထိရောက်အောင်တွန်းပို့ခဲ့ပါတယ်။ရှားစွဲမှတ်တမ်းချို့ရာပကံခေတ်မှာဖုန်ကြီးကျောင်းနေတင်မကပဲကျေးရွာအချို့မှာပါပေစာပရပိုက်တွေကိုစနစ်တကျထိန်းသိမ်းတဲ့နေရာလေးတွေရှိခဲ့ပါတယ်။ဒါဟာဒီနေ့ခေတ် community library စနစ်ကိုလွန်ခဲ့တဲ့နှစ်ပေါင်း900ကတည်းကပကံသားတွေကျင့်သုံးခဲ့တာပါ။အဲ့ဒီခေတ်ကကညစ်တစ်ချောင်းနဲ့ပေရွက်ပေါ်မှာစာရေးရတာကပင်ပန်းပါတယ်။ဒါပေမဲ့ပကံသားတွေဟာပြင်းရခြင်းမရှိဘဲပိဋကတ်တော်တွေစေချမ်းတွေဗေဒင်ချမ်းတွေကိုလက်ရင်းနဲ့ကူးယူပြီးတော့အသိပညာကို data sharing လုပ်ခဲ့ကြပါတယ်။ပကံဟာဘာကြောင့်အဲ့ဒီခေတ်ကအင်အားကြီးခဲ့တာလဲအဖြေကတော့အသိပညာပါပဲ။ပကံရဲ့စာပေထွန်းကားမှုကြောင့်အနီးနားကနိုင်ငံတွေကပညာသင်တွေဟာပကံကိုစုပြုံရောက်ရှိလာပါတယ်။တက္ကတဘာသာပါဠိဘာသာတွေနဲ့ရေးသားထားတဲ့ကျမ်းဂန်တွေကိုပကံမှာအလွယ်တကူလေ့လာနိုင်တာကြောင့်ပကံဟာအဲ့ဒီခေတ်ကအာရှရဲ့ဟာဗတ်တက္ကသိုလ်ကြီးတစ်ခုလိုဖြစ်နေခဲ့ရပါပြည်သူ့ကပညာဆယ်မြောင်းပညာစိုက်ပျိုးရေးပညာတွေဟာလည်းစာပေနဲ့အတူတွဲဖက်တိုးတက်လာခဲ့ရကြောင်းပကံရဲ့စီးပွားရေးနဲ့စစ်ရေးကလည်းအလိုလျောက်အမြင့်ဆုံးနဲ့အောင်မြင်ဆုံးအနေအထားတစ်ရပ်ကိုရောက်ခဲ့ပါတယ်အသိပညာရှိတဲ့လူအဖွဲ့အစည်းဟာဘယ်တော့မှမနှိမ့်ကျဘူးဆိုတာကိုပကံကသက်သေပြခဲ့ရဖြစ်ပါတယ်ဒီနေ့ခေတ်သိပ္ပံနည်းကျပြန်လည်လေ့လာကြည့်ရင်ပကံခေတ်ကျောက်စာတွေထဲမှာပါရှိတဲ့ဘာသာစကားအသုံးအနှုန်းတွေဥပဒေရေးရာမှတ်တမ်းတွေဟာအရန်ကိုစနစ်ကျတာကိုတွေ့ရပါတယ်ပကံသားတွေဟာအုတ်ခဲတွေနဲ့ဇေဒီတည်ခဲ့သလိုစာပေနဲ့လည်းအသိပညာဇေဒီတွေကိုတည်ခဲ့ကြပါတယ်ဒီနေ့ကျမတို့မြန်မာစာပေနဲ့ယဉ်ကျေးမှုတွေရှင်းသန်နေတာကပကံခေတ်ကခြံထားခဲ့တဲ့အသိပညာအမွေအနှစ်တွေကြောင့်လိုပဲဆိုလိုက်ပါရစေအဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်